Hello，大家好。室友呢不得的，我哈拉瑞個 sharing လုပ်ပေးရခါမှာဒီအခေါက်ကကြတော့ရုံးခန်းမှာတုံးတဲ့ပစ္စည်းတွေပေါ့နော်အဲပစ္စည်းတွေရဲ့ခေါ်ဝေါ်တွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကွန်ပျူတာပေါ့ကွန်ပျူတာဆိုလို့ရှိရင်电脑ပြီးတော့ laptop ဆိုရင်笔记本电脑နောက်တစ်ခုကကြတော့စာရိုက်တဲ့ keyboard ဆိုလို့ရှိရင်键盘ဒီလိုပြောပါတယ်ပြီးတော့ system ဘုံဆိုလို့ရှိရင်主机 mouse เนาะ mouse ဆိုလို့ရှိရင်鼠标ပြီးတော့စပွဲဆိုရင်桌子စပွဲကိုမှာပြလို့ရှိရင်ခုံပေါ့ခွေးချီခုံလိုမျိုးခုံမျိုးဆိုရင်凳子ပြီးတော့ကလထိုင်ဆိုရင်椅子ပြီးတော့ရုံးခန်းသုံးပစ္စည်းတွေဆိုလို့ရှိရင်办公用品ပြီးတော့ A4 စာရွက်ဆိုရင်လွယ်ကူပဲ A4 紙ဒီလိုပြောပါတယ်ပြီးတော့မှတ်စုစာအုပ်ဆိုရင်筆記本နောက်တစ်မျိုးကကြတော့စာအုပ်ဆိုရင်書စာအုပ်ဗလာစာအုပ်ဆိုရင်本子ဗလာစာအုပ်เนาะပြီးတော့ခဲတံဆိုရင်铅筆ဘောပင်ဆိုရင်圆珠筆ပြီးတော့ဆော့ပင်ဆိုရင်大頭筆မာဂါပင်ဆိုလို့ရှိရင်白本筆နောက်တစ်မျိုးကကြတော့马克筆နောက်တစ်ခုကကြတော့လေဂျာစာအုပ်ဆိုရင်正版ဒီလိုပြောပါတယ်အဲဆိုတော့နောက်ထပ်လည်းဒီလိုမျိုးဝေါ်ဟာရာလေးကိုနောက်ထပ် sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် like can follow လုပ်ထားပေးပါပြီးတော့သိကျင်တဲ့အကြောင်းအရာတွေရှိလို့ရှိရင်လည်း comment box မှာမေးခဲ့လို့ရပါတယ်သင်တန်းစုံစမ်းခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့သင်တန်းဖုန်းနံပါတ်ဖြစ်တဲ့3998092694လေးကိုဖုန်းနဲ့တော့၎င်း Viber နဲ့တော့၎င်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်